Hi guys, this is Izzy. ကျွန်တော်နာမည် Izzy ပါသူစားလိုင်းလို့လည်းခေါ်ပါတယ်။ကျောင်းနာမည်ကတော့သူစားလိုင်းပေါ့နော်။ဒါပေမဲ့ကျောင်းမှာတော့ကျွန်တော် Izzy လို့ခေါ်ကြပါတယ်။ကျွန်တော်သင်နေတဲ့စာသင်နေတဲ့ကျောင်းသားကျောင်းသူတွေကတော့ကျွန်တော်ကို teacher သူစားလို့ခေါ်ပါတယ်။ So I have a lot of names by the way. Okay, so let me just introduce myself first. ကျွန်တော်ကလောလောဆယ် Asia Pacific International University Thailand မှာကျောင်းတက်နေပါတယ်။ Education and Teaching major နဲ့ပေါ့နော်။ကျွန်တော်တို့ကကြတော့ဒီ Children Scholarship ကနေပြီးတော့မှ fully funded ၄နှစ်စာတစ်လုံးထောက်ပံ့ပေးထားပါတယ်။ Children Support နဲ့ကျွန်တော်တို့ကျောင်းတက်နေရပါ။ Okay, so and then what else? Okay, so I am like in my sophomore years have already done ကျွန်တော်ပြီးသွားပြီ second year ပြီးသွားပြီပေါ့နော်ကျွန်တော်လာမယ့် August မှာ junior year စတက်ရမှာပါ third year ပေါ့နော် third year စတက်ရမှာပါ Okay, so that's all about me. I guess you know right now, you know who I am and where I'm from and what I'm doing currently. So let's go to the next question. And what UILS is. So တော့ UILS အကြောင်းလေးကျွန်တော်ဒီနေ့ကတော့ UILS အကြောင်းလေးကိုနည်းနည်းဒါကျွန်တော်ရခဲ့တဲ့ exchange program အကြောင်းပေါ့နော်အဲ့ဒါလေးကိုနည်းနည်း sharing လုပ်ပေးသွားမှာဖြစ်ပါတယ်နည်းနည်းမဟုတ်ဘူးအများကြီးပေါ့နော်ဒါအစအဆုံးပါပဲကျွန်တော်ဘယ်လိုစရှောက်ဖြစ်ခဲ့လဲ essay တွေဘယ်လိုမျိုးရေးရလဲပြီး interview တွေဘာတွေမေးလဲလင်းလက်မှတ်ဝေတာကစားကျွန်တော်တို့အစအဆုံးပြောပြပေးသွားမှာဖြစ်ပါတယ် application form ဖြည့်နည်းတွေလည်းပါတယ်ပေါ့နော် Okay, so just keep watching. So တော့ number 2အနေနဲ့ UILS အကြောင်းလေးကိုကျွန်တော်နည်းနည်း introduce လုပ်ပေးချင်ပါတယ်ကျွန်တော်ရခဲ့တာကြတော့ဒီ UILS 2026 ဘာလီအင်ဒိုနီးရှားမှာရခဲ့တာပေါ့နော်အဲ့တော့ဒီ UILS ဆိုတာကျွန်တော်တို့ Universal Youth Movement ကနေပြီးတော့မှသူတို့ဒီစုစည်းပြီးတော့မှပြုလုပ်ပေးတဲ့ဒါ organization တစ်ခုပဲပေါ့နော်အဲ့တော့သူတို့ရဲ့ပုံစံဘယ်လိုမျိုးလဲဆိုကျွန်တော်တို့နိုင်ငံတကာကလူငယ်အသီးသီးတွေကိုကျွန်တော် invite လုပ်ပြီးတော့မှဒီ workshop တွေ sharing session တွေကျွန်တော် idea changes ပုံစံမျိုးတွေဒါလုပ်ကြတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ပြီးတော့ तू ကဒီ UILS အင်ဒိုနီးရှားဘာလီတစ်ခုလေးပဲရှိရမို့တခြား program တွေအများကြီးရှိသေးတယ်ကျွန်တော်တို့ program မှာဒီအင်ဒိုနီးရှားဘာလီမဟုတ်ဘဲနဲ့ကျွန်တော်တို့ဖိလစ်ပင်းမှာလည်းလုပ်တယ်မလေးရှားမှာလည်းလုပ်တယ်ဗီယက်နမ်မှာလည်းလုပ်တယ်အများကြီးပဲရှိတယ်ပေါ့နော်ဒါကျွန်တော်တို့ရထားတဲ့ category ကိုမှတခြားနိုင်ငံတွေမှာလုပ်တာအဲ့လိုမှမဟုတ်သေးဘူးဆိုရင်လည်းတခြား different title တွေနဲ့ရှိသေးတယ်ဥပမာ MUM တို့ Model United Nations ဆိုပြီးတော့မှလည်းသူတို့ကလုပ်သေးတယ် and then International Competition Art ဆိုပြီးတော့မှလည်းရှိသေးတယ်ပေါ့နော် and then what else ပသွန်း workshop တို့အများကြီးပါပဲကျွန်တော်တို့ဒီ website ထဲမှာ constantly check နေမယ်ဆိုရင်တော့သူတို့ဘာတွေလုပ်နေလဲဘာတွေရှောက်လို့ရလဲဆိုတာကိုတခါတည်းသူတို့ပြောပြထားတယ်ပေါ့နော် Okay, so that's all about UILS ပြောချင်တာတော့ကျွန်တော်တို့အစီအစဉ်ကျွန်တော်တို့ရခဲ့တဲ့အစီအစဉ်တစ်ခုတည်းပဲရှိရမှာမဟုတ်ဘူးတခြားဟာတွေလည်းအများကြီးပဲ program တွေရှိတယ်ပေါ့နော်ဒါ UILS အကြောင်း introduction လေးပါကျွန်တော်ကတော့ဒီပြီးခဲ့တဲ့ဂျွန်ကမှပေါ့နော်ဒီ UILS အင်ဒိုနီးရှားဘာလီအင်ဒိုနီးရှားအဲ့ဒါကိုရထားတာပါကဲနည်းနည်းလေးဟောဖြစ်နေเนาะအဲ့တော့ okay let's go to the next question အဲ့တော့ UILS ကိုဘယ်လိုစရှောက်ဖြစ်ခဲ့လဲပေါ့နော်ဘယ်လိုစရှောက်ဖြစ်ခဲ့လဲဆိုတော့ဒါနည်းနည်းလေးတော့ဘယ်လိုပြောမလဲကန်ဆက်တာခုမင်းသားမင်းသမီးပြောနေကန်ဆက်တာလို့ပြောရမယ်ပေါ့နော်နည်းနည်းလေးလဲထူးဆန်းနေဒီ program လေးကိုရှောက်ဖြစ်တာပေါ့နော်ဘဝမှာတခါမှအဲ့လို exchange program တွေမလျှောက်ဘူးဒါပထမဆုံးချိန်ပဲကျွန်တော် Children Scholarship ပြီးတော့ပေါ့နော်Children ကတော့လျှောက်ဖို့ကတော့တည့်တဲ့အတိုင်းပဲလတွေချီကြာတယ်ဗျာကျွန်တော်ကအကြာကြီးပြင်ဆင်ခဲ့ရတယ်ပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော်ဘာမှဆက်မလျှောက်ဖြစ်ဘူးရမယ်လို့လည်းမထင်ဘူးပေါ့နော်ဘယ်လိုပြောရမလဲအဲ့လိုယုံကြည်မှုနည်းနေရလို့ပြောရမှာပေါ့အဓိကကတော့လျှောက်လည်းမရတော့ပါဘူးဆိုပြီးတော့ပဲစိတ်ထဲမှာထင်နေဘာလို့လဲဆိုကိုယ့်ရဲ့ဒီ community ထဲမှာလည်း child train မတွေ child train ကအမတွေသွားနေရမျိုးလေးတွေတွေ့တယ်ပေါ့နော် or like I'm not that smart you know that's how I feel about me but I did try ဆိုတော့ဘယ်လိုရှောက်ဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တို့က second semester နဲ့ဒီ summer အကြားမှာ10ရက်လောက်ပိတ်တယ်ပေါ့နော်အဲ့တော့ May မှာကျွန်တော်တို့က second semester ပြီးတယ် May လပြီးတော့ကျွန်တော်10ရက်15ရက်လောက်ဒီ break လေးရတယ်ပေါ့နော်အဲ့ဒါပြင်ကျွန်တော်တို့ဒီ June မှာ summer တက်ရမယ်အဲ့တော့ကျွန်တော်တို့အကြောင်းရဲ့ဟို summer ဘယ်လိုပြောရမလဲကြောက်စရာကြီးဘယ်လိုပြောရမှာကြောက်စရာကြီးဗျာအဲ့လို
အရန်ပင်မန်းနဲ့ကျွန်တော် course က2ခုပဲရှိတာတနေ့ကုန်တက်ရတယ်ပြင်တချို့ဆိုရင်ထမင်းစားချိန်တွေပါရတောင်မရှိဘူးလို့ကြားတယ်ပေါ့နော်ကျွန်တော်တို့ကတော့ရှိတယ်မရှိလဲကျွန်တော်သွားစားမှာသိရမလားအဲ့လိုအရင်လေဒီလောက်ကြီးဒီအပင်ပန်းခံတာကိုထပ်မခံနိုင်တော့အဲ့တော့ပြောချင်တာအဲ့အချိန်ကြီးမှာဒီ UILS ကိုရှောက်ခဲ့ရတာဆိုတော့အရင်ပင်ပန်းနေပေါ့နော် essay တွေရေးရတာတွေရော essay ဆိုကျွန်တော်ဗာလဲတနေ့တည်းပဲရေးလိုက်တာပေါ့နော်3ပုဒ်စလုံးကိုessay ကြောင်းလေးလဲကျွန်တော်ဒီခဏနေအသေးစိတ်ပြောပြမယ်ပေါ့နော် application form 10နည်းတွေဖြည့်နည်းတွေကျွန်တော်အသေးစိတ်ပြောပြပါမယ်ဆိုတော့ခဏဟောပြန်ဆက်ရမယ်ဆိုရင်ကျွန်တော်တို့အဲ့မှာ break လေးရတယ်ပေါ့နော်ဒီ second semester အပြီးနဲ့ summer မှာကျွန်တော်10ရက်လောက် break လေးရတယ်အဲ့မှာကျွန်တော် new feed မှာတွေ့လာတာပေါ့ဒီ UILS ကိုသူ့ရဲ့ title လေးကကျွန်တော်ဒီမှာ catchy ဖြစ်နေတာဗာလဲ4 days in Bali who interested ဆိုပြီးတော့မှဘာလီမှာ4ရက်ပေါ့နော်ပြီးစိတ်ဝင်စားလဲဆိုtitle လေးကမိုက်တယ်ပေါ့ကျွန်တော်ကြည့်လာမယ်ပြီးတော့အဲ့ဟာလေးကကျွန်တော်တို့ရဲ့ဒီ child string coordinator အမတွေကတယောက်က share ထားတော့လေ reliable ဖြစ်မယ်လို့ကျွန်တော်စိတ်ထဲမှာယုံကြည်လိုက်တာပေါ့နော်ထင်လိုက်တာဘာလို့ဆိုတချို့ဟာတွေကကြတော့ဒီလိုမျိုး information တွေပေးထားပေမဲ့အရင် reliable မဖြစ်တာမျိုးတွေလည်းရှိတတ်တယ်ဆိုတော့လေတောင်းဆိုတိတ်သွားမကြည့်ဖြစ်ဘူးအဲ့လိုတိတ်မယုံတာလည်းပါတယ်ပေါ့နော်မသွားဘူးတာလည်းပါပါတယ်အဲ့လိုဆိုတော့နည်းနည်းလေးလန့်တာပေါ့နော် okay ဆိုတော့ဒါနဲ့ကျွန်တော်တွေ့တော့အဲ့ချိန်မှာကျွန်တော်အဲ့တစ်ခုတည်းကိုပဲတွေ့တာမဟုတ်ဘူး5ခုလောက်ရှိတယ်တခြားနိုင်ငံတွေပေါ့နော်တခြားနိုင်ငံတွေရဲ့တခြား information တွေအဲ့ဒီမှာဆိုပါဂျပန်လည်းပါတယ်ဂျပန်တို့ကိုရီးယားတို့Australia တို့ Singapore ဒီလိုမျိုးနိုင်ငံတွေလည်းကျွန်တော်ရှောက်မယ်ဆိုပြီးတော့စမ်းရှောက်ကြည့်မယ်ပေါ့နော်မပါဘူးဆိုရင်တောင်မှစမ်းရှောက်ကြည့်မယ်ဆိုပြီးတော့မှ5ခုလောက် save ထားတာရှိတယ်အဲ့တော့များသောအားဖြင့်ကျွန်တော်တို့ဒီလိုမျိုး exchange program တွေက application fee မပေးရဘူးပေါ့နော်ရှောက်တဲ့အခါမှာ application form ကိုမပေးရဘူးတော်တော်များများ mostly 80% လောက်ကမပေးရဘူးပေးရတဲ့ဟာဆိုအရန်ရှားတယ်ပေါ့နော်အဲ့တော့ဒီ UILS ကလွယ်ရင်ကျန်တဲ့၄ခုက application form free တွေလုံးဝမပေးရဘူးတပြားမှမပေးရဘူး free ရှောက်ရုံပဲပေါ့နော်ကိုယ့်ကို essay ရေးထက်မပါလဲဘာမှမဖြစ်ဘူးဒီ UILS ကတော့ application form ပေးရတယ်ကျွန်တော်မရဲ့ဘတ်900ကျော်လောက်ပေးလိုက်ရတယ်ဘတ်900ကျော်ရှိရဆိုမြန်မာငွေဆို3သိန်းလောက်ရှိတယ်ပေါ့နော်အဲ့လောက်ပေးလိုက်ရတယ်အဲ့ချိန်မှာဖြစ်ချင်တော့ကျွန်တော်တို့သိတဲ့အတိုင်းပဲ second semester အပြီးဆိုတော့ကျွန်တော်တို့ August ကြာမှာ allowance ကထက်ရမှာဗျာတကယ်ကို broke area ဖြစ်နေတဲ့အချိန်မှာဘာလို့အဲ့ဒါကြီးကိုတအားလျှောက်ချင်နေလဲမသိဘူးစိတ်ထဲမှာအဲ့တခုကိုပဲစွဲနေတာပေါ့နော်ငါဒါပဲရှောက်လိုက်ပါတော့မယ်ဆိုပြီးတော့မှဖြစ်လာတာအဲ့တော့5ခုလောက်ရှိတဲ့ထဲမှာကျန်တဲ့ဟာတွေကကျွန်တော် deadline တွေကြောသွားတယ်မလျှောက်ဖြစ်တာပေါ့နော်essay ကလည်းတိတ်အစင်သင်းမဖြစ်သေးနေဘူးမလျှောက်ဖြစ်တာအဲ့တော့လုံးဝကိုတို့မကြည့်တာပေါ့အဲ့ဟာတွေကမလျှောက်တော့ဘူးဆိုပြီးတော့ application fee free လည်းမလျှောက်တော့ဘူးဆိုပြီးတော့လှုပ်လိုက်တာဒီဟာတစ်ခုကိုပဲကောင်းကောင်းလုပ်လိုက်မယ် application form တင်မလားစဉ်းစားရတယ်ကွာဒါကြီးကမရရင် application form ပို့လည်းပြန်မရအောင်တော့ရှောက်ပါလား okay ရှောက်လိုက်မယ်ဘာမှဖြစ်ဘူးဆုံးလည်းဘာမှဖြစ်ဘူးဆုံးလဲဘာမှဖြစ်ဘူးရှောက်မယ်ဆိုပြီးတော့မှအဲ့တော့ကအိုက်စိတ်တွေဖြစ်နေကြတာပေါ့နော်အဲ့ကန်ဆက်တာလို့ပြောရမလားဒါကကျွန်တော်စလျှောက်ဖြစ်တဲ့ပုံစံလေးပေါ့နော်အဲ့တော့က okay သူက9ရက်နေ့ဂျွန်9ရက်နေ့ဆိုရင် application form လေးပိတ်မှာအဲ့တော့ကျွန်တော်က3ရက်လောက်မှာကျွန်တော်ဂျွန်3ရက်လောက်မှာ form ထပ်လိုက်တယ်ပေါ့နော်အဲ့တော့calendar မှာတော့ကျွန်တော်မှတ်ထားသေးတယ်ဂျွန်6ရက်လောက်ကြာရင်တော့မေးပို့မယ်ပေါ့နော်9ရက်10ရက်လောက်ကြာရင်တော့result တွေပဲတော့ထွက်မှာလဲဗာလဲညာလဲမေးမယ်ဆိုပြီးတော့ဂျွန်9ရက်နေ့ form ပိတ်တာကို10ရက်နေ့ကြာတခါတည်းကျွန်တော်စီမှာမေးလာကျွန်တော်အရန်ကြော်တာအဲ့တော့မမေရဲ့စမ်းမတက်နေပြီ bookshop တွေထဲမှာကျွန်တော်တရေးအိတ်နေဆိုတာအဲ့လိုမျိုးကျွန်တော်6နာရီထားရတယ် health and fitness course ယူထားတော့6နာရီလောက်ထားရတယ်ထပြေးရတာ9နာရီထိရေးရတယ်ကစားရတယ်တင်မလား health and fitness course ဆိုတော့ပြေးတနာရီလောက်ပြေးဒါမှမဟုတ်လဲ gym တွေပါတွေစော့ပြီးရင်တော့9နာရီကနေ10နာရီက break time ရတယ်10နာရီက9နာရီလက်ချတယ်9နာရီကနေ10နာရီထိရတာ free time လေးရတယ်ပေါ့နော်အဲ့မှာ bookshop တွေထဲမှာမမေရတွေ့လိုက်တာ UILS ဆိုပြီးအိတ်ချင်မူးဆိုဟဲ့အိတ်ချင်မူးကိုဘယ်လိုပြောမလဲအိမ်မက်များလားပေါ့နော်အိမ်မက်များမှတ်နာလားငါအဲ့ဒါကြီးစွဲပြီးတော့အဲ့လိုမျိုးတော့ကျွန်တော်ထင်လိုက်တယ်Okay, so anyway, that's how I apply UILS, how I happen to apply. ရှောက်ဖြစ်တာလေးပေါ့နော်ရှောက်မိသွားတာအဲ့လိုမျိုး
ဘယ်လို search ဖြစ်ခဲ့လဲဆိုတော့အဲ့ဒါပါအဲ့တော့ကျွန်တော် application form အသေးစိတ်ကတော့ကျွန်တော်ဒီ computer မှာပြမယ်ပေါ့နော်computer မှာကျွန်တော် screen share ပြီးပြလိုက်မယ်ဘာလို့အဲ့လဲဘယ်လိုမျိုးလုပ်ရတာလဲဆိုတော့ computer မှာပြလိုက်ပါမယ် okay so now let's go to interview session ကိုကျွန်တော်တို့သွားပါမယ်အဲ့တော့ကျွန်တော်တို့ကတဲ့အခုကျွန်တော်ကိုမေးပို့တာကဗာလဲ8ရက်လောက်မှာမေးပို့တယ်ပေါ့နော်ဗာလဲဂျွန်8ရက်လောက်မှာနင်းကို interview ခေါ်မယ်အဲ့တော့ interview ခေါ်ကြတဲ့အတိအကျပြောတယ်ဒါက interview ခေါ်တာနင်းကိုရွေးတာမဟုတ်ဘူးဒါပေမဲ့ interview ဖြေတာက selection process ရဲ့အဓိကအစိပ်ပိုင်းဆိုတာပြောချင်တာကတော့နင်း interview ပါဆိုပြီးပြောမနေနဲ့ပေါ့နင်းကိုရွေးသေးတာမဟုတ်သေးဘူးဘယ်လိုပြောမလဲဒါက interview ဖြေပြီးတော့မှသူတို့ဒါ final project ကို final selection ကိုပြောမှာပေါ့เนาะဒါတွေကတော့မေးထဲမှာအကုန်ပါပါတယ်အဲ့တော့ဂျွန်10ရက်နေ့မှာကျွန်တော် interview ဖြေခဲ့တယ်8နာရီကနေ10နာရီ interview နဲ့ပတ်သက်မယ်ဆိုရင်ကျွန်တော်က interview nervousness မရှိခဲ့ဘူးပေါ့เนาะ children interview ပါတော့ကလည်းကျွန်တော်မသိခဲ့ဘူးအဲ့နေတော့ကအဲ့ဟာလဲကျွန်တော်နောက်ကြာမှာဗီဒီယိုတစ်ခုလုပ်ပေးမယ်ပေါ့နော် child stream ရှောက်တုံးက interview ပါမယ်လုံးဝမသိခဲ့ဘူးအဲ့ဒီ result တွေထွက်တဲ့အတော်တွင်းတုံးကလည်းကျွန်တော်ရဲ့မေးကိုအပေါ်အောက်စစ်တယ်မတွေ့ဘူးလူကစိတ်ဓာတ်တွေတောင်ကြာနေမပါဘူးထင်တာပေါ့နော်ဒါပေမဲ့တကယ်တော့သူတို့ကဘယ်မေးကိုပို့လဲမသိဘူးကျွန်တော် found ထက်တုံးကတော့2ခုပို့လိုက်တာဒါပေမဲ့2ခုသလုံးကိုစစ်တယ်ကျွန်တော်မတွေ့ဘူးမပါဘူးဆိုပြီးကျွန်တော်စိတ်သက်တွေတောင်ကြာနေပြီပေါ့နော်အဲ့တော့ကျွန်တော်ဖြေမဲ့နေ့ကြတော့ဖုန်းတွေဆက်တာရဲတောင်တာပဲအဲ့သူတို့ထိုင်းကနေဆက်တာထင်တယ်တခြားနံပါတ်တွေနဲ့ပေါ့နော်အဲ့တော့ဆက်တော့ okay so I'm not gonna go to that topic because it will be so long okay so anyway interview ဖြေတော့ငါကျွန်တော်မသိခဲ့ဘူးဒီတိုင်းပဲဖုန်းဆက်ခေါ်လို့ကျွန်တော်ခပန်းခန်းသွားဖြေတာပေါ့နော်အိမ်မှာ wifi တွေလည်းဆင်သင့်ဖြစ်နေလို့မီးတွေလည်းမပြတ်နေလို့ကန်ကောင်းပြီးတော့မှဒီမှာရောက်နေမှာမဟုတ်ရင် interview stage မှာတင်ပြုတ်တာကြာပါပြီဟောပြောချင်တာ interview nervous နဲ့မရှိခဲ့ဘူးသူများတွေ child train တော့ငါဆိုရင်လေ interview ပါတဲ့လူတွေကိုသူတို့ဒီ sharing session တွေသက်လုပ်ပေးတာရှိတယ် train ပေးတာရှိတယ်ပေါ့နော် but I didn't have any ဘာမှမရှိခဲ့ဘူးပေါ့နော်အဲ့တော့ဒီ UNLS ပါတဲ့အခါမှာ interview ကိုအရင် nervous ဖြစ်တယ်ဘာတွေများမေးမှာလဲဘာတွေများအဓိကကတော့အဲ့လိုမျိုးသိမလား interview ထိပါပြီဆိုတော့နည်းနည်းတော့ပါခြင်းပြီပေါ့လေ interview ထိပါပြီဆိုတော့ဟို final stage ကိုပါခြင်းပြီပေါ့အရင် nervous ဖြစ်ခဲ့တာ8နာရီကနေ10နာရီကိုလူကအဲ့လို6နာရီလောက်ကလေးကလာတွေဘာတွေပြင်ပြီးတွေဘာတွေစိတ်ကလည်းငြိမ်အောင်လုပ်ရသေးတာပေါ့နော်အဲ့တော့ဒီ ChatGPT ကိုလည်းကျွန်တော်ဖြစ်နိုင်တဲ့မေးခွန်းတွေမေးနေတယ်ပေါ့နော်ငါဒီ program ပါထားတယ် interview ဖြေရမှာငါဘာလုပ်သင့်လဲဘာတွေမေးနိုင်လဲဆိုတော့ ChatGPT ရဲ့ဟာကတကယ်ကိုပါသွားပါတယ် interview မှာတည့်ရတယ်မယ် interview ဆိုတာအရင်တော့ကြောက်စရာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ကိုလည်းဒီအင်္ဂလိပ်စကားနည်းနည်းပါပြောတတ်ပြီဆို intermediate လောက်ရှိပြီဆိုရင်ကိုယ့်ရဲ့ခံစားချက်အတိုင်းကိုရေးထားတဲ့အတိုင်းပြောရုံပဲပေါ့ဟလားဘာလို့လဲဆိုတော့ဒါကြီးက fake လုပ်နေလို့မှမရတာကိုရိုးသားပြောဖို့ပဲဒါကျွန်တော်လှုပ်ထားတာတွေကဒါကိုဆက်ဖြစ်ခြင်းတယ်ပေါ့နော်အဲ့တော့ interview tip ပေးရမယ်ဆိုရင်တော့မဖြေခင်ကိုယ့်ရဲ့ essay လေးကိုနည်းနည်းပါပြန်ဖတ်သွား reflect လုပ်သွားအောင်ငါဒါတွေပြောထားတယ်အဲ့တော့ကိုဖြေတဲ့ဟာနဲ့ဒီ interview ဒီ essay တဲ့ဟာနဲ့က match ဖြစ်နေဖို့လိုတယ်ပေါ့နော်မဟုတ်ရင်နင်က essay ထဲမှာじゃဒီလို interview မှာじゃနင်ကဒီလိုဖြစ်ချင်တာကြီးလာပြောနေတယ်ဆိုတော့ match မဖြစ်ရင် don't like make them confused ပေါ့နော်သူတို့အရင်ရှုပ်ထွေးအောင်မလုပ်နဲ့ပေါ့နော် okay ကျွန်တော်ကessay မှာရေးထားတာဒါ interview မှာလည်းကျွန်တော်ဒါကိုပဲထပ်လောင်းပြောဆိုပြရစေဆိုတဲ့ပုံစံမျိုးပဲ my own suggestion မှာ I'm not that expert as well guys by the way အဲ့တော့ကျွန်တော်ရဲ့ personal opinion ပေါ့နော်။အဲ့လိုမျိုးလေးတွေလုပ်ဖြစ်တယ်ဒီတဲဟာကိုပဲဒါကိုပဲထပ်ပြီးတော့မှတင်မလား essay ဆို workout တွေ word limit တွေရှိရဗျာအဲ့ဆိုရေးချင်တာရေးလို့မရဘူးဒီမှာကျတော့ interview ဆိုတော့သကုံပြောလို့ရတယ်ငါဖြစ်ချင်တာတွေဒါဟိုမှာရေးလိုက်ရအောင်ချိန်မရလို့ပါညာပေါ့နော်ပြောလို့ရတယ်အဲ့တော့ same topic ဆိုပို့ပြီးတော့မှကောင်းပါတယ်အဲ့တော့ interview မှာမရဘာမေးလဲဆိုတော့ should I choose you ဆိုပြီးတော့မှမေးတာသူတို့ငါတို့နေ့ကိုဘာလို့ရွေးချယ်သင့်လဲဆိုတဲ့ပုံစံမျိုးနဲ့မေးတာပေါ့နော်အဲ့မေးခွန်းကကျွန်တော်သူတို့စီမဖြေခင်မှာဒီ ChatGPT မှာကျွန်တော်ကို possible questions တွေထုတ်ပြတော့တွေ့လိုက်တယ်ပေါ့နော်အဲ့ဟာ
မှတ်မယ်ရတွေ့လိုက်တယ်ကျွန်တော်မေးတာတော့အများကြီးပဲကျွန်တော်အဲ့တခုပဲမှတ်မိနေဆိုတော့အဲ့မှာကျွန်တော်လုပ်ခဲ့တဲ့အမားလေးပြောပြမယ်ပေါ့နော်ကျွန်တော်တော့အမားလို့ပဲခံစားရတယ်ပေါ့နော်ကျွန်တော်အဲ့ဒါကိုမလုပ်ခဲ့ရင်ပိုကောင်းမှာဆိုပြီးတော့လည်းဖြစ်နေတယ်ဘယ်လိုလဲဆိုတော့ကျွန်တော်အဲ့လိုနည်းနည်းကြီးကြီးကျယ်လူကတည်ရမလားအဲ့မှာဘယ်လိုဖြေခဲ့လဲဆိုတော့ okay ငါကတော့ no program ကိုလာဖို့လို့ပတ်စံမတက်နိုင်တာတော့မှန်တယ်ပေါ့နော်ဒါပေမဲ့ငါ့ကိုရွေးမယ်ဆိုရင်ပတ်စံမတက်နိုင်တဲ့ကောင်မလေးမို့လို့မရွေးနဲ့ပေါ့နော်ဒီတိုင်းပဲငါရဲ့အရေးချင်းကိုသဘောကျလို့ငါရဲ့စိတ်အားထက်သန်မှုကို appreciate လုပ်လို့ပဲရွေးတာမျိုးပဲလိုချင်ပါတယ်ဆိုပြီးအဲ့လိုလေးကျွန်တော်ကလို့ကြီးကျယ်တာသိလားတကယ်ဆိုရင်နှစ်ခုသလုံးကိုပြော okay ငါစိတ်အားလည်းထက်သန်တယ်လို့ငါလာဖို့လို့ငကြေးအခက်ခဲလည်းရှိနေတယ်ဆိုရင်တော့ပိုကောင်းမှာပေါ့နော်အဲ့လိုမျိုးဖြစ်လိုက်တော့သူတို့ကကျွန်တော်ကိုဘယ်လိုမျိုး follow up question ထပ်မေးလဲဆိုတော့ဒါဆိုရင်နဲ့ဒါဆိုရင်နေက who you are ကြောင့်မို့လို့ငါတို့ကရွေးချယ်တင်တာပေါ့ဟုတ်တယ်လို့အဲ့လိုမျိုးမေးလိုက်တော့အဲ့လိုမျိုးပြောလိုက်တယ်အဲ့တော့ကျွန်တော်ကဒီပတ်စံမတက်နိုင်လို့မို့မရွေးနဲ့လို့ပြောလို့ဘယ်လို follow up မေးလဲဆိုတော့ဒါဆိုရင်နေကဒီ partial funded နဲ့ရောတက်နိုင်လားပေါ့နော်ကျွန်တော်တို့က category ၄ခုရှိတယ်အဲ့တော့ fully funded ရယ် partial funded ရယ် sub funded ရယ် submit batch ရယ်ဆိုပြီးတော့မှရှိတယ်ပေါ့နော်အဲ့ဒီမှာ fully funded တစ်ခုတည်းပဲအသက်တာဆုံးကျန်တဲ့ဟာတွေက sub funded ဆိုတာ program တစ်ခုလုံးသူတို့အကုန်စိုက်ရမှာပြီးရင် submit batch ဆိုတာကြတော့ဒီ program ဝင်ခွင့်တွေပဲပေးရတယ်ပေါ့နော်ကျန်တဲ့ဟာက program ဝင်ခွင့်ကိုပဲဒီအင်ဒိုနီးရှားဘက်ကထောက်ပံ့တာကျန်တဲ့ဟာအကုန်ကိုယ့်အကို partial funded ဆိုတာကြ50-50သူတစ်ဝက်ကိုတစ်ဝက်သဘောမျိုးပေါ့နော်အဲ့တော့အကုန်လုံးကကိုယ့်အကိုစိုက်ရတာတွေကမလွတ်ဘူးကျွန်တော်အဲ့လိုပြောတော့ပတ်စံမရှိလို့ရွေးချယ်တင်တာမဟုတ်ဘူးဆိုရင်တဲ့နေကဒီ partial နဲ့ရောတက်နိုင်လားပေါ့နော်အဲ့မှာလူကနည်းနည်းလေးဟာသွားပြီဆိုပြီးတော့စိတ်ထဲမှာနည်းနည်းလေးဟုန်သွားတာပေါ့နော်ငါ့ကိုသူအထင်လွဲသွားတာလားမသိဘူးမဟုတ်ဘူးလို့အဲ့ဒါနဲ့ကျွန်တော်အဲ့ဒါကိုပြန်ပြီးတော့သေချာ clarify ပြန်လုပ်ရတယ်ငါတို့က scholarship နဲ့တက်နေတဲ့ဆိုတဲ့အကြောင်းအခုဟာကsemester တွေအပြီးဆုံးဆိုတော့ broad area မှာရောက်နေဆိုတဲ့အကြောင်းသူတို့ရဲ့ထောက်ပံ့မှုတာမရှိရင်ငါတို့ကမလာနိုင်ဘူးဆိုတဲ့အကြောင်းကိုထပ်လောင်းပြီးတော့ပြောရတယ်ပေါ့နော်ပြီးနောက်တစ်ခုကအဲ့မှာကျွန်တော်တကယ်ချင်းလည်းရှိတယ်လို့ကျောင်းတက်နေတာလို့ကျွန်တော်ဒီ program ကိုရရင်သူ့မုန်းဝဲချွေးရမှာလို့အဲ့လိုတွေပါတယ်လို့ပြောခဲ့တယ်ဒါပေမဲ့တခုစိတ်ထဲမှာမကောင်းတာလေအဲ့ interview ဖြေပြီးတော့အဲ့လိုမျိုးပြောခဲ့တာယူနောင်လာရတာငါဒီလိုမျိုးမပြောခဲ့ရင်ကောင်းမှာပေါ့နော်အခုကျွန်တော်စိတ်ထဲမှာဘယ်လိုမျှော်လင့်လိုက်လဲဆိုတော့ဘယ်လိုထင်လိုက်လဲဆိုတော့ငါ့ကို fully funded မပေးတော့ဘူးတကယ်လို့မှငါ့ကိုရွေးမယ်ဆိုရင်တောင်မှငါ့ကို partially ပဲထောက်ပံ့မယ်လို့သူတို့ပြောတော့မှလားမသိဘူးဆိုပြီးတော့မှတွေးနေတာအဲ့လိုမျိုးကြီးတော့21ရက်နေ့ဆိုရင်သူက result က track မှာJune 21ရက်နေ့ပေါ့နော် June 21ရက်နေ့ဆိုရင်ကျွန်တော်တို့is it June or July Is it June or July? Yeah, it's June. It's June, not July. June 21ရက်နေ့ဆိုထွက်မှာပေါ့နော်အဲ့တလထဲမှာပဲ interview လဲခေါ်တယ် June မှာတခါတည်းဟိုဖြစ်မှာဆိုတော့အဲ့21ရက်နေ့မတိုင်ခင်အထိကလောင်မြိုက်တာသိရမလားငါတော့သွားပြီးသိရမလားနည်းနည်းကြီးကျယ်မိတာကျယ်မိတာမှားပြီဆိုပြီးနောက်တာတွေရတယ်နောက်ဆိုကျွန်တော်လည်းအဲ့လိုမျိုးတွေရှောင်မရတော့မယ်ပေါ့နော်ပြောပြီးတော့စိတ်ထဲမှာခံစားချက်မကောင်းကိုရှိတာရှိတယ်လို့မပြောလူကအဲ့လိုမာနလည်းမလျှော့လို့ဖြစ်နေတာဆိုတော့အဲ့ဒါကတော့ကျွန်တော်လှုပ်လိုက်မိတဲ့အမားလေးပေါ့နော်နောက်တစ်ခုကကြတော့ပထမတစ်ခုကအရေးကြီးတာဘာလဲဆိုတော့အမှ interview မဖြေခင်ရန် panic ဖြစ်ခဲ့တယ်ဘာလို့လဲဆိုတော့ तू က interview ကို Zoom နဲ့လုပ်တာမဟုတ် Google Meet နဲ့လုပ်တာအဲ့တော့ Google Meet မှာကကျွန်တော် Zoom မှာဆို Zoom တက်ဖူးတဲ့လူတွေဆိုသိပါတယ်တော့နင်းကိုကောက်ချိန်လိုက်လို့ရတယ်သူတို့ကဒီ interview မဖြေခင်ကတည်းကကျွန်တော်တို့ကိုတရက်နှစ်ရက်ကြိုပြီးပြောပြီးသားပေါ့နော်သူတို့က WhatsApp သုံးတယ် WhatsApp သုံးတယ်တခြား social media မသုံး WhatsApp ကနေကျွန်တော်တို့က communicate လုပ်ရတယ်အဲ့မှာသူတို့ရဲ့ assistant တွေက interview ကဒီနေ့ငါတို့က language ကိုသုံးမှာပါ app ကိုသုံးမှာအကုန်ပါပြီးသားအဲ့မှာလည်းဒီ Google Meet နဲ့သုံးရင်ကိုယ့်ရဲ့ real name official name application form နဲ့က name ကိုသုံးမှာလို့ပြောပြီးသားကျွန်တော်ကအဲ့မှာ nervous တွေက2နာရီလောက်ထိုင်ဖြစ်နေတာပြီးရင်ဓာတ်ပုံတွေလည်းရိုက်နေသေးတယ်အမှတ်တရဆိုရင် what if I got selected ဆိုပြီးတော့ဓာတ်ပုံတွေကရိုက်နေသေးဒီ Google Meet ကဟိုမချိန်ဘူးနာမည်ကိုမချိန်ရသေးဘူးစမ်းလဲမဝင်ကိုက link ကိုမဝင်ရရလဲပါပါတယ်ဘာလို့ဆိုကိုယ့်အချိန်မဟုတ်ဘဲနဲ့ဝင်ရင်မှားသွားမစိုးလို့ပေါ့နော်အဲ့ဒါသူတို့
တကယ်လုံးမဲ့အချိန်ကိုစောင့်တာတကယ်ဆိုကိုစမ်းဝင်ကြည့်ပြီးတော့ name ဘယ်လိုပေါ်လဲဘယ်လို appear ဖြစ်လဲဆိုတာ check တင်တယ်ပေါ့နော်ကျွန်တော်တို့ကကျဲဆိုပြီးတော့ပေါ်တာ guys I have another name I also have another name which is ကျဲစင်ဖွေးကျဲစင်ဖွေးဆိုပြီးတော့မှလည်းရှိသေးတော့ကျဲဆိုတာကြီးက Google Gmail ဖောက်တဲ့ဟာအဲ့ဒါဆိုတော့ကျဲဆိုတာကြီးကပေါ်တာအဲ့ဒါကြီးကိုကျွန်တော်ကောက်ချိန်လို့လည်းမရအောင် Zoom မှာဆိုတခါတည်းကောက်ချိန်လိုက်ကျွန်တော်တို့နာမည်ပြောင်းလိုက်ဒါအဲ့လိုမဟုတ်ဘူး Google account ရဲ့ Google name မှာသွားချိန်မှာဒီဘက်က Google Meet မှာလာရင်လေဟိုဟာဖြစ်နာမည်ကပြောင်းတာဆိုတော့လူကအမှအရန် panic ဖြစ်နေပြီသူတို့ကကိုအလက်မရောက်ခင်တော့15မိနစ်လောက်ကြိုခေါ်တယ်ဗျာဒါနဲ့ကျွန်တော်သူများတွေကအကုန်လုံးတော့ official name ကျွန်တော်တယောက်တည်းပဲကျဲဆိုပြီးတော့မှအဲ့လိုတက်မလားကျဲဆိုတာကလည်း official name မဖြစ်နိုင်အောင်လေတစ်လုံးနဲ့ဆိုအဲ့နဲ့ကျွန်တော်ကချွေးတွေကပြန်နေပြီအရန်ပဲအမှဘာမှမဖြေရသေးဘူးအဲ့လိုတွေဖြစ်နေတော့ဒီ assistant အမကို WhatsApp ကနေသွားပြောတယ်ငါတို့လိုဖြစ်နေတယ်အခုငါခဏထွက်ပြီးတော့မှမစသေးဘူးပေါ့နော်နည်းနည်းလောက်အချိန်လိုသေးမယ်ထင်တယ်တို့တွေဘာမှမပြောသေးဘူးမစသေးဘူးငါခဏထွက်ပြီးတော့မှ Google name ပြောင်းလို့ရလားလို့ငါခဏပဲငါ AI သုံးပြီးမေးနေတယ်ပေါ့နော်ငါ check နေတယ်လို့ပြောလိုက်တော့ကန်နဲ့ CAN ခံနှလုံးပြောတော့ okay ရတယ်ဆိုဘာဖြစ်ဖြစ်ထွက်ချလာပြီးတော့မှGoogle ကျွန်တော်လည်းChatGPT နဲ့လုပ်နေတာ ChatGPT ကတော်ဖြစ်နေတယ်ဘယ်လိုလုပ်ရမလဲဆိုတော့ okay ဒီ step တွေလုပ်ဆိုတော့ကျွန်တော်ကြောင်းကြည့်လိုက်တော့ hopefully and thankfully ရသွားတယ်ပေါ့နော်အရန်ကိုပျော်ပြီးတော့မှအဲ့ဒါ question ကိုမကြောက်တော့ဘူးဒီဘက်က name ချိန်မရတာကိုကြောက်နေတော့တာအဲ့နဲ့ name ကချိန်လို့ရသွားတယ်ဒါနဲ့ပြန်မလားပြန်ဝင်အဲ့ဆို तू ဆော့တာကလည်းမေးပါတယ်နင်အဲ့နာမည်နဲ့ဝင်နေတာသိကြလားတဲ့မသိကြဘူးလို့ငါချင်းအောင်ပါလို့ငါခုခဏထွက်ချင်တာရလားဆိုရတယ်ဆိုအဲ့မှာလေသိရမလားမိကုန်းနေဖြေတယ်ဆိုတာလေစိတ်ကလေးကဘာမှ worry မရှိနေမှဖြေနိုင်ပါလေ interview nervous ကမှရှိပါတယ်ဆိုဒီလိုမျိုးတွေကမှားပြီးချွတ်ယွင်းနေတော့ဘယ်လိုမျိုးဖြေရမှာလဲပေါ့အဲ့ဒါလေးတွေသတိထားစေချင်ပါတယ် Google Meet နဲ့တွေ့မယ်ဆိုရင် Google name တွေချိန်ဖို့မမေ့နဲ့ပေါ့နော်အကောင်းဆုံးကတော့ကိုယ့်ရဲ့ academic address သုံးတဲ့ဒီ name တွေကိုကိုယ့်ရဲ့ဒီ user name တွေကိုကိုယ့်ရဲ့ official name နဲ့တွဲသုံးတာအကောင်းဆုံးပါကျွန်တော်ဆိုရင်ကျောင်းနာမည်ကသူဆောင်လိုက်ဆိုပေမဲ့ Gmail ကကျဲဖွေးနဲ့ကျွန်တော်ဖောက်ထားတယ်ပေါ့နော်အဲ့ဒါကြောင့်မို့နာမည်လေးကလွဲနေတာဆိုတော့ဒီလောက်ပဲပေါ့နော် interview မှာအဲ့ပြဿနာတွေကျွန်တော်ရှိခဲ့တယ်ပြီးရင်interview tip အရာပြောရမယ်ဆိုရင်မေးခွန်းလေးတွေသူတို့ကအကုန်လုံးမေးပြီးရင်ဗာပြောလဲဆိုတော့ any question ဆိုပြီးတော့မေးတယ်ဗာမေးကြရှိသေးလဲအကြရင်ကျွန်တော်တို့ဘာမှမမေးဘဲနဲ့တော့မနေနဲ့ပေါ့နော်အနည်းဆုံးတော့ကျွန်တော်တို့ result ဘယ်တော့ထွက်မလဲလောက်တော့မေးခဲ့ပေါ့လုံးဝကြီးဘာမှမေးကြမရှိဘူးဆိုရင်တော့မှဒါပေမဲ့အဲ့ဒါကလည်းနည်းနည်းရုပ်ပေါက်တယ်ပေါ့နော် interview result တွေကမမေးလေသူတို့ပြောကြမှာဘယ်မှာမေးရတယ်အဲ့ assistant တွေကလည်းပြောပြရတယ်ပေါ့နော်အဲ့တော့နင်ကဒါတောင်မသိဘူးလားဆိုပြီးတော့အဲ့လိုမျိုးလေ look down ဖြစ်နိုင်တယ်ဆိုတော့ဒါပေမဲ့ပါ anyway ပါကျွန်တော်တို့ကဗာမေးခဲ့လဲဆိုတော့ဟွာလို့နင်တို့ရဲ့ program မှာရွေးချယ်ခံခွင့်မရလဲနင်တို့ရဲ့ volunteering activity တွေမှာဝင်ပါလို့ရလားပေါ့နော်အဲ့လိုမျိုးမေးခဲ့တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့က volunteering တွေကလုပ်ရတယ်ပေါ့နော်ကျောင်းတစ်လပိတ်ရင်ကျွန်တော်တို့ကလကားနေလို့မရပါဘူးကျွန်တော်တို့ volunteer program တွေ join ရပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီကနေပြီးမှကျွန်တော်တို့ connection တွေရနိုင်တယ် connection seeking လုပ်နေရလည်းမဟုတ်ဘူးပေါ့နော် connection ဆိုတာကိုယ့်အတွက်ဒီဘာလေ့လာလို့ရမလဲပေါ့နော်ကိုပညာရေးနဲ့ဆိုင်နဲ့ဘယ်လိုမျိုးဆက်တဲ့ဟာလေးတွေရှိနိုင်မလဲပေါ့အဲ့အမျိုးလေးတွေမေးလို့ရတယ်ဆိုတော့ဒီဟာနဲ့လည်းเนาะ volunteering နဲ့လည်း guide တယ်ဆိုတော့အဲ့လိုမျိုးလေးမေးလိုက်တယ်ပေါ့เนาะဆိုတော့အဲ့တော့ငါပြောရမယ်ဆိုတိတ်မကြားရဘူး line တွေမကောင်းနေလို့ထင်တယ်ကျွန်တော်သူ့တန်တိတ်မကြားရတိတ်မရှင်းဘူးအဲ့ဒါကျွန်တော်မေးတစ်ခေါက်ထပ်ပို့တယ်အချိန်ကလည်းညားနေပြီဆိုတော့သူ့ကိုလည်း okay ပေါ့နည်းနည်းလေးတော့ခက်ချက်ဖြစ်တယ်ပေါ့เนาะဒါပေမဲ့တိတ်အတန်နေမကြားတော့ကျွန်တော်မေးနဲ့တစ်ခေါက်ထပ်ပို့ခဲ့တယ်ပြောချင်တာက interview တွေပြီးသွားပြီဆိုရင်ကို့မှာမဖြေခင်ကလေးကမေးမဲ့ဟာလေးတွေကို possible ဖြစ်တဲ့ဟာလေးတွေကိုကိုထုတ်နှုတ်ပြီးတော့မှတွေးထားပေါ့နော်ဘာတွေမေးမလဲဆိုတော့အဲ့ဒါပါပဲပြီးရင်လေလက်မှတ်အကြောင်းကတော့ကျွန်တော်တို့အဲ့ဒါအရန်ရေးကြည့်တယ်ပေါ့နော်အခုကျွန်တော်ဟိုသူတို့ congratulation မေးဖို့ကြတဲ့ရွေးချယ်ခံရပါပြီဆိုကြတဲ့သူတို့ကလက်မှတ်ဖြတ်ဖို့လို့ပေါ့နော်လက်မှတ်ဖြတ်ဖို့လို့ screenshot တစ်ခါတည်းပို့လိုက်တယ်ဒါသူတို့ဘက်ကကြည့်တဲ့အဲ့ချိန်ရဲ့ဈေးနှုန်းပေါ့
11,000နဲ့မှာ11389ဆိုတော့သူကမေးထဲမှာတခါတည်း11400ပေးမယ်ဆိုပြီးမှ round trip စာအဲ့လောက်ပမာဏfully funded ဆိုပေမဲ့သူကအဲ့ထက်ကျော်ရင်မပေးဘူးဆိုတဲ့အတိတ်ပဲအဲ့တော့ကတော့မသိဘူးကိုကတင်မလားရွေးချယ်ခံရပြီဆိုပျော်နာအဲ့လင်းလက်မကဘယ်မှမန်းတော့မသိသေးဘူးမစင်းသားသေးဘူးသွားဖို့ပျော်တော့ရှိသေးကိုမှအိမ်ကိုဖုန်းဆက်တုံးရှိသေးတယ်ဆိုတော့နောက်ကြမှာမေးတော့သူက fully funded ဆိုပေမဲ့လုံးမှာလေလက်မှတ်တွေကအများတန်းဈေးတွေကတက်နေတာဟိုအဲ့တော့ဒီချိန်မှာဒီဈေးဆိုပေမဲ့နောက်ထပ်10ရက်လောက်မှဖြတ်ရင်အဲ့ဈေးနဲ့မရတော့အဲ့ကြသူတို့ကအဲ့ဟာကြီး cover မပေးဘူးလို့ပြန်မပေးဘူးလို့ပြောတာเนาะ11400ပဲသူတို့ကပေးနိုင်တယ်12000ဖြစ်သွားမယ်ဆိုရင်တော့မှအဲ့600ကိုသူတို့ပေးမှာမဟုတ်ဘူးဆိုတော့ကောင်းတာကတော့ကိုလည်းသွားမှတေးကြတယ်ဆိုရင်သူတို့တွေမေးပို့ခဲ့တဲ့အဲ့ screenshot ကြည့်ခဲ့တဲ့ညညရင်းချင်းဖြတ်တာပိုကောင်းတယ်ကျွန်တော်တို့တော့က10ရက်20 15ရက်လောက်ကြာမှဖြတ်တော့ကျွန်တော်ဖြတ်တော့13900ဖြစ်နေပြီပေါ့နော်အဲ့တော့2000 3000တော့ကျွန်တော်တို့ကစိုက်လိုက်ရတယ်ဟောဒါလေးကတော့ဒါပထမအဆုံးလဲပထမအဆုံးဆိုတော့တိတ်တော့မသိသေးတော့ဒီလိုမျိုးလေးဖြစ်သွားတယ်ပေါ့နော်ဆိုတော့ don't be like me guys be smarter okay so that's all ပေါ့နော်Okay ဆိုတော့ကျွန်တော်တို့ခု application form လေးကိုဖြည့်နည်းလေးကိုတစ်ချက်ပြောပြမယ်ပေါ့နော်မဖြည့်ခင်ဒါကတော့ဒါသူ့ရဲ့ website ပေါ့နော် Universal Youth Movement ဆိုတဲ့ website လေးပါဒါကျွန်တော်ရခဲ့တဲ့ program ပေါ့နော်အဲ့တော့ဒီမှာသူတို့ဒါအကုန်လုံးအသေးစိတ်ပြောပြထားတယ် August 20ရက်နေ့23ထိလုပ်မယ်ဘာလီအင်ဒိုနီးရှားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ program ကသူကအယောက်100ပေါ့နော်အယောက်100သူကလုံမှာ application form ဘယ်လောက်ရတယ်လဲဆိုတော့သူတို့ review လုပ်တာမျိုးမရှိဘူးပေါ့နော်အဲကျွန်တော် like ရှာကြည့်တယ်ဒါပေမဲ့ဘယ်လောက်ရပါတယ်လို့ review လုပ်တာမျိုးမရှိဘူးဒါပေမဲ့သူတို့ဖိတ်ခေါ်မဲ့လူအရေးအတွက်ကိုတော့သူတို့ပြထားတယ်10ယောက် fully funded ကျွန်တော်အယောက်100ထဲမှာ fully funded 10ယောက်ရမယ်partially funded စီဆိုတာကြတော့ partial funded ဆိုတာခုန50လို့ပဲပေါ့နော်အဲ့တော့သူတို့ဘက်က accommodation တွေ meals တွေဒီ program အတွက်အတွင်းပိုင်းမှာလိုအပ်တဲ့ဟာတွေသူတို့ထောက်ပံ့ပေးမယ်နောက်ထပ် 50% အကြောင်းကိုကစိုက်ရမယ့်ပုံစံမျိုးပေါ့ဥပမာ flight ticket တို့ပေါ့နော်အသွားပြန်ကိုက flight တွေ visa တွေဒါကိုကလောက်ရမှာ partial ဆိုတာနောက်တစ်ခုက summit pass ဆိုတာကကြတော့သူကကြတော့ဒီ program ဘက်ကနေပြီးတော့မှဒီ program နဲ့ပတ်သက်တဲ့ဟာတွေဝယ်ပေးမယ်ပေါ့နော်ဥမာဒီသူတို့ကဝင်ခွင့် ticket လိုပဲပေါ့နော်ဒီ program ကို join ဝင်ပေးမယ်နဲ့ activity လာနားထောင်လို့ရတယ် program fee ပဲသူတို့ကကောက်တယ်program fee ပဲသူတို့ကပေးတယ်ပေါ့နော်ဆိုတော့ program fee ပဲသူတို့ကပေးတယ်ကျန်တဲ့ဟာတွေကအကုန်လုံးကိုယ့်အကိုစိုက်ရတယ်ပေါ့နော် submit pass ဆိုတာကြတော့self funded ဆိုတာဒါကတော့ရှင်းပါတယ်အကုန်လုံးကိုယ့်အကိုစိုက်ရတာပေါ့နော် self funded ဆိုတာတော့လေရင်စရိတ်တွေရောဒီဗာလဲvisa fee တွေလေရင် fee တွေအကုန်လုံးကိုယ့်အကိုပဲเนาะ fully funded အကုန်လုံးသူတို့ကတော့ကျွန်တော်တို့ self funded ကကြတော့အကုန်လုံးကိုယ့်အကို partial funded က50-50 submit pass ဆိုတာကကျွန်တော်တို့သူတို့က program နဲ့ပတ်သက်တဲ့ဟာတွေကိုပဲသူတို့ပေးနိုင်တဲ့ဟာကိုပဲလုပ်ပေးတယ် allow လုပ်ပေးတယ်ပေါ့เนาะကျန်တဲ့ဟာတွေကကိုယ့်အကိုစိုက်ရတယ် okay ဒါကတော့ကျွန်တော်တို့ category လေးတွေပေါ့เนาะပြီးရင်ဒါကဒီ selection process တွေသူတို့ timeline တွေသူတို့ဘယ်ချိန်မှာdeadline က June 7ပေါ့เนาะဘယ်ချိန်မှာrecord ဗာလဲ short listing လုပ်မယ် screening လုပ်မယ်ဘယ်ချိန်မှာ interview ခေါ်မယ်ဆိုတာကိုဒါသူတို့ပြောပြထားတာတွေပေါ့เนาะဒီဘက်မှာ eligibility criteria တွေလည်းတော့ဖတ်လို့ရတယ်ပြီးရင်ဒါကတော့ application fee တွေပေါ့เนาะဒီမှာဒါကျွန်တော်ပေးခဲ့ရတဲ့ amount ပေါ့เนาะ 80.99 USDအဲ့ကျွန်တော်တို့ဖြတ်သွားတာကတော့ bad နဲ့ဖြတ်သွားတာပေါ့เนาะဒါကိုကဘယ် category ကိုရှောက်မှာလဲဆိုတော့ကိုရှောက်မဲ့ဟာကို apply now နဲ့ရှောက်ရုံပဲပေါ့เนาะပြီးရင်ဒီမှာကfully funded မှာဘာတွေ cover ဖြစ်မလဲခုနကျွန်တော်ပြောခဲ့တဲ့ဟာတွေ fully funded မှာဒါတွေကုန်ထောက်ပံ့ပေးမယ် partial funded မှာ what is cover သူတို့တွေဒီမှာဘာတွေထောက်ပံ့ပေးမလဲ sub funded ဆိုရင်ဘာတွေပေးမလဲပေါ့နော် submit pass meet submit kit certificate and cultural ceremony အဲ့တော့ submit pass မှာသူတို့ကဒါတွေဒီလောက်ပဲပေးတယ်ပေါ့နော်ကျန်တဲ့ဟာတွေကကိုစိုက်ရမယ်ဟာတွေပါပြီးရင် program agenda ဒါတွေကကျွန်တော်တို့ဒီကြိုကြည့်ထားရမယ်ဟာဥမာလက်မှတ်ဖြတ်တယ်ဆိုရင်ဒီ agenda တွေကြည့်ပြီးဖြတ်ရတာဥမာစမှာ20ရက်နေ့ဆိုရင်ကျွန်တော်တို့လေရင်ကို19ရက်နေ့ညနေပိုင်းညပိုင်းလောက်ရအောင်သွားရမယ်ပေါ့နော်ပြီးပြန်တဲ့အခါမှာလည်းဒီ closing time တွေကိုကျွန်တော်တို့ကြည့်ပြီးတော့မှလက်မှတ်ဖြတ်ရမှာဖြစ်တဲ့အတွက်ဒါတွေလည်းသူတို့က provide လုပ်ပြီးသားပေါ့နော်
Okay ဆိုတော့ဒါကတော့အချင်းချုပ်လေးပါခုကျွန်တော်တို့က apply now ဆိုတဲ့ဟာလေးကိုသွားမယ်ပေါ့နော်ကျွန်တော်တို့ application form ကြည့်ရအောင်လို့ပါ Okay ဆိုတော့သွားရင်ဒီမှာဆိုရင်23ချက်ရှိတယ်ပေါ့နော်ဘယ်ဟာကိုပဲရှောက်ဒီလိုမျိုး instruction တွေကပါမှာလို့ဆိုတော့ဒါတွေကcriteria တွေသူတို့သတ်မှတ်ထားတဲ့ဟာတွေပေါ့နော်ဒီဟာတွေမဖတ်ဖဲနဲ့ကျွန်တော်တို့လုံးဝကို program မလျှောက်သင့်ဘူးဥမာဒီမှာဆိုရင်ဘာပြောထားလဲ all information provided must be accurate and truthful အကုန်လုံးကမှန်ကန်ကန်ဖြစ်နေရမယ် any falsification and a document or details will result in automatic disqualification without refund အဲ့တော့တခုခုမှားပေးတာမျိုးမှားထည့်တာမျိုးဆိုရင် refund မပေးဘဲနဲ့ refund ပေးမှာမဟုတ်ဘူးအကုန်လုံး disqualification နဲ့ပြုတ်မယ်လို့ပြောတာပေါ့နော်အဲ့တော့ applicant must be at least 18-year-old at the time of submit အဲ့တော့ application form ဖြည့်နေတဲ့အချိန်မှာ18နှစ်ကိုကပြည့်နေရမယ်ဒါတွေပေါ့အစပေါ့နော်အစရဒီသူနဲ့ဆိုင်တဲ့ဟာတွေအကုန်လုံးဒီမှာပြောပြထားပါတယ်အဲ့တော့ဒါတွေကိုအသေးစိတ်ဖတ်ရမယ်ပေါ့နော်များသောအားဖြင့်တော့ကျွန်တော်တို့ follow လုပ်နိုင်လောက်တဲ့ဟာတွေများပါတယ်မလုပ်နိုင်လောက်တဲ့ဟာဆိုရင်လည်းဒီ file ပေါ်မှာချရေးပြီးတော့ဒါ inquire လုပ်ရမှာပေါ့နော် Okay ဆိုတော့ကျွန်တော်က next ကိုနှိပ်လိုက်ပါမယ်ဒါလေးတွေကကိုယ့်အကူဖတ်ကြည့်လိုက်ပေါ့နော်ကျွန်တော်ဖတ်ရင်အရင်ကြာသွားလိမ့်မယ်နော်ရေးကြည့်တဲ့ဒီဟာကိုပဲ detail ပြောလိုက်ပါမယ် Okay so full name ကတော့ကျွန်တော်တို့ဗာလဲသူစားလိုင်းဆိုပြီးကျွန်တော်ထည့်ရမှာပေါ့နော် nationality ကတော့မြန်မာ email ထည့်မယ် nearest international airport ဒါကတော့ကိုရဲ့အနီးဆက်ဆုံးကမြန်မာနိုင်ငံရှောက်မယ်ဆိုရင်ကိုကရန်ကုန်နေနေရင်ရန်ကုန် international airport ပေါ့မန္တလေးမှာဆိုရင်လည်းမန္တလေးမှာရှိတဲ့ airport ကျွန်တော်ထည့်ပေးရပါမယ် occupation ကတော့ကျွန်တော်တို့ဒီမှာကိုရဲ့လက်ရှိပေါ့နော် student လား employee လား self employed လား freelancer လုပ်နေလားဒါတွေအစရှိသဖြင့်ပေါ့နော်UNLS ကိုတက်ဘူးလားဆိုတော့မတက်ဘူး no ကိုနှိပ်ရတက်ဘူးတယ်ဆိုရင်လည်း yes ပေါ့နော်do you currently have a valid passport ရောရှိလား guys passport မရှိဘဲနဲ့သွားလို့မရဘူးเนาะpassport ကတော့ကျွန်တော်တို့ရှိထားရမယ်ပြီးရင်အင်ဒိုနီးရှားက visa မလိုဘူးကျွန်တော်တို့က visa လုပ်စရာမလိုဘူးပေါ့เนาะမြန်မာနိုင်ငံလူတွေကို visa free ပေးထားပါတယ်အဲ့တော့ do you require a visa to enter Indonesia no နှိပ်ထားတယ်ပေါ့เนาะအင်ဒိုနီးရှားကိုသွားဖို့ visa မလို if you were from Myanmar မြန်မာနိုင်ငံဆိုရင်ပြောတာเนาะဆိုတော့ဒီမှာ profile picture လေးကောင်းလေးထားပေါ့เนาะကျွန်တော်တို့ကတော့တငယ်ချင်းကအဲ့လိုစောင်းနေတယ်တဲ့နင်းတယောက်ပဲစောင်းနေတယ်ကျန်တဲ့လူတွေအကုန်တဲ့ဆိုတော့ကိုရိုက်ထားတဲ့ပုံလေးတစ်ပုံထည့်ပေးရပါမယ်ထည့်တဲ့အခါမှာလည်းသူကဒီမှာကျွန်တော်တို့ရဲ့ PC တွေကိုတန်းရောက်သွားမှာပေါ့နော်။ဥမာကိုရဲ့ဟာကိုပဲကျွန်တော် download လုပ်ထားရင်ထပ်လို့ရပါပြီ။ Okay and then phone number နော် include country code တွေပါထည့်ပေးရမြန်မာနိုင်ငံဆို959 right 959ထည့်ရမယ်ကျွန်တော်ထိုင်းဆိုရင် +66ဒီမှာကျွန်တော်ရဲ့ဖုန်းနံပါတ်တစ်ခါလေးတန်းပေါ်တယ်ပေါ့နော် +66ကျွန်တော်တို့ထိုင်းမြန်မာဆိုရင်တော့ +959ပေါ့နော်ပြီးရင် date of birth day ဆိုရင်လည်းကျွန်တော်တို့ဖြည့်ရင်ကျွန်တော်ဆိုရင်2002မေဘွန်းပေါ့နော်အဲ့ဒါဆိုရင်ဒီမှာသူကစာရိုက်ထည့်ရတာမဟုတ်ဘူးပေါ့နော်ဒီမျိုး calendar တွေနဲ့ဆိုတော့ let me see မှာဒါဆိုရင်2029ဆိုဟိုဘက်ကိုသွားတယ်ကျွန်တော်ကshort ရမယ်ပေါ့နော်2002ပြီးရင်3ရက်နေ့ဆိုတော့ဒီမှာ9လပိုင်းဖြစ်နေတော့ကျွန်တော်ကမေကိုရွေးရမှာเนาะ June July ဆိုတော့မေ3ရက်ဒါဆိုရင်စင်ပြေသွားပြီပေါ့เนาะဒါလိုမျိုးလေးထည့်ရပါမယ် and then Facebook LinkedIn Instagram ဒါကတော့ကျွန်တော် link ထည့်ပေးလိုက်ရုံပဲเนาะကိုယ့်ရဲ့ဘယ် link ကိုပြခြင်းလဲပေါ့เนาะ Facebook link ကိုပြခြင်း Facebook link ကို copy paste လုပ်လိုက်ပါ gender ကတော့ကျွန်တော်တို့ male female ရွေးရုံပါပဲ prefer not to see လေးရှိပါတယ်အဲ့တော့ country of resident ကျွန်တော်တို့ဒါလေးလဲကျွန်တော်တို့ကိုဖြည့်ပေးရမယ်ပေါ့เนาะသွားမဲ့အဲ့တော့ကိုယ့်ရဲ့နိုင်ငံကိုယ်ဘယ်နိုင်ငံဆိုတာလဲဆိုတာကိုရေးပေးရမယ်ပြီးရင် portfolio ဒါလေးအဓိကပြောချင်တာပေါ့เนาะ portfolio ဆိုတာကျွန်တော်တို့ website ကတော့တော်တော်များများမရှိကြတာများပါတယ် portfolio ဆိုတာကျွန်တော်တို့ drive ထဲမှာ portfolio ဆိုတာကိုယ့်ရဲ့အကျဉ်းချုပ်ကိုပြောတာပေါ့เนาะကိုယ့်ရဲ့ history ကိုကဘယ်နိုင်ငံကဘာလူမျိုးဘာလုပ်တယ်ကြားဘယ်နှစ်တန်းထိပြီးထားတယ်ဘာ certificate တွေရှိတယ်ဘာတွေလုပ်နေတယ်ဆိုတော့ကိုယ့်ရဲ့အကျဉ်းချုပ်အဲ့ဒါကိုကျွန်တော်ကဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော် drive ထဲမှာလုပ်ရမယ်เนาะဆိုတော့ if using Google Drive တဲ့
ensure access anyone with the link ကိုပြောင်းခိုင်းတာကိုမှမရှိဘူးဆိုရင်တော့ NA ပဲရေးခဲ့လို့ရတယ်เนาะကိုကအဲ့လိုတွေတိတ်မကျွမ်းကျင်သေးဘူးဆိုရင်လည်း NA ပဲလုပ်တက်လို့ရတယ်လုံနည်းကိုကျွန်တော်ပြောပြပါမယ် drive ထဲမှာ folder တစ်ခုစောက်လိုက်ပေါ့เนาะကျွန်တော်ဆိုဒီမှာစောက်ထားတာတွေ့လား portfolio သူစားလိုက်ဆိုပြီးကျွန်တော်အဲ့တုန်းကလုပ်ခဲ့တာပေါ့เนาะအဲ့တော့ folder တစ်ခုဒီမှာဆိုရင် new ဆိုပြီးတော့မှနှိပ်လိုက်ရင်new folder ဆိုပြီးတော့မှလုပ်လို့ရတယ်เนาะပြီးရင် file လေးတွေ upload လုပ်ရုံပဲလောက်ရမှာတခုကကျွန်တော်တို့file တွေကဒီ file ထဲမှာအကုန်လုံးပါပြီးသားပါရမယ်ပေါ့เนาะမဟုတ်ရင်ဟိုတခုက certificate ရ portfolio ထဲမှာ10တန်းအောင်တဲ့ဟာဟိုဘက်မှာဆိုစင်မပြေဘူးအကုန်လုံးကိုဒီ portfolio ဆိုတဲ့ဟာထဲမှာလာပြီးတော့မှထည့်ပေးရမယ်ပေါ့เนาะဒါကျွန်တော် category လေးတွေလောက်ထားတဲ့ဟာလေးတွေYouTube counselor နဲ့ interview လုပ်ထားလေးပါမယ် Test on micro teaching လေးပါမယ်ကလေးနဲ့ရိုက်ထားတဲ့ပုံရှိမယ် TP လေးတွေပေါ့เนาะကျွန်တော်ဘာလို့လဲဆိုတာကိုအချင်းချုပ်ပြထားတဲ့ဒါ document လေးတွေပဲပေါ့เนาะဒါလေးနဲ့ဒီ history လေးတွေပြပြီးကျွန်တော်ကဒါတွေလောက်ထားတာရှိတယ်ဆိုတဲ့အကြောင်းပြတာပဲပေါ့เนาะအဲ့တော့ကျွန်တော်တို့ကအကုန်လုံးထည့်ပြီးပြီ let's say ပေါ့เนาะအကုန်လုံးကျွန်တော်တို့က prepare လုပ်ပြီးပြီဆိုရင် share တဲ့အခါမှာပေါ့เนาะ share တဲ့အခါမှာ anyone with the link ကိုပြောင်းဖို့မမေ့ပါနဲ့ပုံမှန်အဖြစ်သူက restricted ဆိုပြီးတော့ပြနေလိမ့်မယ် restricted လို့ဒီလိုမျိုးကြီးပြနေရင်ဒီမှာတော့ကြီးတွေ့လားအဲ့ဟာကြီးကဟိုဘက်ကလူတွေ access လုပ်လို့မရဘူးကြည့်လို့မရသူတို့ကြည့်ခြင်းကို permission တောင်းနေရမှာပေါ့เนาะအဲ့ကျွန်တော်တို့ကဒီ anyone with the link ဆိုတာလေးကိုနှိပ်ပြီးတော့မှဒီချက်ရေးကြည့်သုံးမယ် copy link ယူမယ်ပြီးရင်ဒီမှာလာပြီးတော့မှ paste ချမယ်ပေါ့เนาะဒါဆိုရင်တော့ရပါပြီဒါကျွန်တော်ကမလုပ်တော့delete ပြန်လုပ်လိုက်မယ်ပေါ့เนาะနမူနာပြတာဆိုအဲ့ဒါလေးပါပဲ portfolio လုပ်နည်းဆိုတာပြီးရင် UILS ကိုဘယ်မှာကြားခဲ့လဲပေါ့เนาะကြားခဲ့လဲဆိုတော့ကျွန်တော်ကတော့ Facebook ကနေကြားခဲ့တာဖြစ်တဲ့အတွက်social media FVIG ပေါ့เนาะကျွန်တော်တို့ဒါရွေးခဲ့ပါတယ် Okay would you like to volunteer ဒါကတော့ကျွန်တော် yes လို့နှိပ်ခဲ့တယ်เนาะအဲ့တော့ဒါကတော့ volunteer ဆက်လုပ်ချင်လားပေါ့เนาะသူတို့နဲ့အတွဲလုပ်ချင်လားဆိုတော့ application fee ပေးရပါတယ် $80.99 ပါ almost $19 เนาะ$20 Okay ဒါကတော့ကျွန်တော်တို့ဒီပိုင်းလေးတွေရမယ်ထင်ပါတယ်ကျွန်တော်ဒါလေးတွေအဆင်ပြေရင် essay ပိုင်းသွားလိုက်မယ်เนาะအဲ့တော့ essay ပိုင်းကိုကျွန်တော်တို့ပြောရမယ်ဆိုရင် essay ကိုလုံးဝ AI မသုံးပါနဲ့ AI သုံးလိုက်တယ်ဆိုတာကျွန်တော်တို့ဘယ်လိုပြောမလဲသူတို့မပြောနဲ့ကျွန်တော်တို့တောင်မှသိတယ်ဗျာ AI နဲ့ရေးထားတဲ့ဟာတွေကအရင် smooth ဖြစ်ပြီးတော့မှ wording လေးတွေကလည်းကောင်းနေတယ်လှပပစကားလုံးလေးတွေသုံးထားတယ်တင်မလား hubs ပါညာဆိုအရင်ကိုပဲသိထားတယ်ပေါ့နော်အဲ့တော့AI မသုံးပါနဲ့ AI ကိုဘယ်လိုသုံးရမလဲဆိုရင်ဒီသုံးခုသလုံးမှာပထမထားပါတော့ describe a challenge you face while working with the team or community အဲ့တော့ team တွေ community တွေအတွက်အလုပ်လုပ်တုံးမှာတွေ့ခဲ့ရတဲ့ challenge တစ်ခုကိုရွေးပါတဲ့ပြောပြပါပေါ့နော်အဲ့ဒါကိုဘယ်လို how did you handle it ဘယ်လိုဖြေရှင်းခဲ့လဲ and what did you learn from the experience ကနေဘာတွေလေ့လာလိုက်ရလဲအဲ့တော့အရင်ဆုံးက AI ကိုမမေးနဲ့ AI မေးရင်ကိုယ့်ရဲ့အတွေးတွေက AI frame ထဲကနေထွက်နေမှာမဟုတ်ဘူး AI တိုင်းပဲရေးနေမှာအဲ့တော့ကိုယ့်ဟာကိုခေါင်းထဲမှာရှိတဲ့ဟာတွေအကုန်လုံးချရေးလိုက်နော်ချရေးပြီးတော့မှ AI ကိုဒီကမေးခွန်းဒါငါအဖြေငါအဖြေထဲမှာ तू မေးတဲ့မေးခွန်းပါလားဆိုပြီးတော့မှဒါဒီလိုမျိုးနဲ့ပဲကျွန်တော်တို့သုံးသင့်တာပေါ့နော်မဟုတ်ရင်သူ့တိုင်းကြီးပဲရေးရင်ကျွန်တော်တို့ကိုယ်ခံစားချက်လည်းမပေါအောင်ကိုဘသူဆဲဆိုတာလည်းဟိုဘက်ကမခံစားမိဘူး experience နေရေးခိုင်းတာဖြစ်တဲ့အတွက် AI ကို experience မသိဘူးเนาะကို experience ကိုပဲသိတာအဲ့တော့ကျွန်တော်တို့ရေးတဲ့အခါမှာအဲ့လိုလေးတွေ prompt ပေးနိုင်ပိုကောင်းတယ်ပေါ့နော်ကိုဖြေထားတဲ့ဟာကသူ့ရဲ့မေးခွန်းနဲ့ကိုက်လာဒါအရေးကြီးဆုံးပဲเนาะ तू ကမေးတာတခြားကိုကဖြေနေတာတခြားတွေဆိုရင်ဒါဘလို့မှ align မဖြစ်ဘူးပြီးရင်ကျွန်တော်ဒီဟာကိုမထည့်ခင်တော့ငါ work count ကိုသူတို့မေးပို့ပြီးတော့မေးတယ်ပေါ့နော် work count ကဘယ်လောက်ရေးရမလဲဆိုပြီးတော့ကျွန်တော်မေးပို့တယ်သူတို့ work count ကဒီ3ပုဒ်တစ်လုံးကတစ်ပုဒ်ကို200စီ word 200เนาะကျွန်တော် character မဟုတ်ဘူး word 200စီပဲရေးခိုင်းတာကျွန်တော်ကအမှတစ်ပုဒ်ကို900စီလောက်ရေးထားတာကျွန်တော်အရန်ကိုပြန်ဖြုတ်ဖို့ခက်တယ်ဘာလို့လဲဆိုတော့
အတွေးတွေကဆက်နေရလေးသိရမလားဘယ်ဟာမှလည်းမဖြုတ်ချင်ဘူးအရေးကြီးတာကဒီ essay တွေမရေးခင်မှာ workout တီးဖို့ကအဓိကကြတယ်ဒါမှကိုယ့်ရဲ့ဒီ essay ကိုကြစ်ကြစ်လစ်လစ်နဲ့သူတို့မေးတာလည်းပါအောင်ဘလို့အတူဆုံးသွားရမလဲဆိုတာသိမှာအတူအရှိပေါ့နော်ဒါသူတို့က900လောက်ရေးခိုင်းရင်လည်းကိုကကြကြပြည့်ရေးပေးရမှာပေါ့200လောက်ခွင့်ပြုထားတယ်ဆိုရင်လည်းဒီ200အတွင်းမှာသူတို့တောင်းရေးပေးရမှာပေါ့အဲ့တော့ workout နေတီမှာစရေးတာကောင်းပါတယ်သူတို့က workout နေပေးမထားဘူးကျွန်တော်ကတော့မေးပို့ပြီးတော့မေးတာပေါ့နော်အဲ့တော့ဒီမှာဆိုသူတို့ကို contact တွေရှိတယ်ဒီလားကျွန်တော် contact ကိုခဏသွားလိုက်ပြီပေါ့နော် contact ကိုသွားလိုက်ရင်ဒီမှာသူတို့ရဲ့contact number ရှိတယ်ဖုန်းကတော့ဆက်လို့မရဘူး of course ဒီမှာဆိုရင်ဗာလဲဒီဟာနဲ့ကျွန်တော်မေးပို့လိုက်တယ်သူတို့အဲ့ဒါနဲ့ကျွန်တော်မေးပို့လိုက်တယ်ဒီမှာလဲ WhatsApp number တွေပါတယ်ရှိရင်လည်းရှိမှာပေါ့နော်ဒါပေမဲ့မေးရတော့အသေးချာဆုံးပဲဆိုတော့ကျွန်တော်ကမေးပဲပို့လိုက်တယ်ပေါ့နော် Okay let's go back to our essay question ကိုကျွန်တော်ပြန်သွားပါမယ်အဲ့တော့ပြောချင်တာကကိုက workout မသိလို့မရေးချင်ဘူးဆိုလဲမေးပို့ပြီးတော့မေးပါသူတို့ဖြေပေးပါတယ်ကျွန်တော်တို့က1ရက်လောက်ပဲကြာတယ်ပေါ့နော် Okay ဆိုတော့ essay ကြောင်းလေးနည်းနည်းလေးရှင်းပြပါမယ် let me just explain ဒီမှာဆိုရင် community အတွက်အလုပ်လုပ်တုံးကပေါ့နော်နင်ရင်ဆိုင်ခဲ့ရတဲ့ challenge တစ်ခုကိုပြောပြပါပြီးရင်အဲ့ဒါကိုဘယ်လိုဖြေရှင်းခဲ့လဲเนาะပြီးရင်အဲ့ experience ကနေဘာတွေလေ့လာသင်ယူလိုက်ရလဲဒီဟာတွေကကျွန်တော်တို့ community ကိုအဓိကထားပြီး focus လုပ်ပြီးလောက်ရမှာဖြစ်တဲ့အတွက်ဒီမေးခွန်းတွေပဲကျွန်တော်တို့မေးတာအများတာပဲပေါ့နော်ကျွန်တော်လည်းကျွန်တော်ပြဿနာလေးတွေကျွန်တော်ရေးပေးခဲ့တယ်ပေါ့ဗျာကျွန်တော်ဒီဟာလောက်တော့ငါဒါတွေးခဲ့တယ်အဲ့တော့ဒီဟာပေါ်မှာဘယ်လိုသုံးသက်တယ်ဘယ်လိုလမ်းလုပ်တယ်ဆိုတာကျွန်တော်ရေးခဲ့တယ် Okay and then next one describe a sustainability related challenge you have personally experienced seen or observed in your country how has this influenced your motivation to join UNLS Bali အဲ့တော့ what action would you like to take moving forward ကိုမျက်မြင်ကို rate ဒါမှမဟုတ်လေ observe လုပ်ခဲ့ရတဲ့ဟာပေါ့နော် experience ကိုယ်တိုင်ကြုံတွေ့ရတာလားဒါမှမဟုတ်မြင်ခဲ့တာလားပေါ့နော်ကိုတွေ့ခဲ့တာလားအဲ့ဒီ sustainable related challenge တခုကိုပေါ်ပြပါပေါ့နော်အဲ့တော့နင်ကဘာတွေမြင်ခဲ့လို့အဲ့ဟာကနင်ကိုအဲ့ motivation ဒီ UNLS ကိုရှောက်ဖို့လို့ဖြစ်လာတာလဲပေါ့ပြီးရင်အဲ့ဒီအပေါ်မှာနင်ဘယ်လိုမျိုး action တွေကိုနင်ဆက်ပြီးတော့မှလုပ်ချင်လဲပေါ့နော်ကျွန်တော်တို့နိုင်ငံတိတ်ဆင်မပြေဘူးဆိုတော့အဲ့အကြောင်းအရာလေးတွေရေးခဲ့တယ်အဓိကပြောချင်တာကဒီမေးခွန်းတွေကိုကိုကဖြေးနေလားဆိုတာကိုပြောရမှာเนาะအဲ့တော့ဥမာမြန်မာနိုင်ငံကပြောရမယ်ဆိုအရှေ့ကြီးပဲကြာ history တွေအများကြီးပဲဟုတ်လားရှိတလောက်ပြောနေလို့မရဘူးဒီဟာလေးတွေကိုသူ့ရဲ့ key point လေးတွေကျွန်တော်တို့ပေါင်းရေးပေးရမယ် ChatGPT နဲ့တိုက်တယ်ဆိုတာကျွန်တော်တို့အဲ့ဒါပဲပေါ့เนาะကိုယ့်ဟာကိုရေးပြီးမှဒီ topic ကငါဒီ topic ကိုဖြေးနေလားဆိုတာမေးရမှာเนาะ Okay next one explain briefly your reason for applying for funded position ဒါကတော့ကျွန်တော်တို့ကိုရွေးချယ်တဲ့ program ပေါ်မှာမူတည်တယ်ပေါ့နော်ဒါကျွန်တော် funded လျှောက်ထားလို့ fully funded လျှောက်ထားလို့ partial လျှောက်ထားရင်လည်း partial position လျှောက်ရတဲ့အကြောင်းရင်းဒါရေးမှာပဲဒီမှာဆိုရင်တော့ကျွန်တော်တို့ဗာလဲfinancial problem ဖြစ်နေတဲ့အကြောင်းလေးကျွန်တော်ရေးပေးခဲ့တယ်ပေါ့နော်သူက funded position ကိုသိချင်တာဖြစ်တယ်ဘာလို့ဒီနေရာနင်ကဒီနေရာကိုလိုအပ်တာလဲဆိုတော့အကြောင်းပေါ့နော် okay ဆိုတော့ဒီမှာဆိုရင်ဒီမှာ signature ဆိုရင်တခါတည်းကျွန်တော်ဆိုဒါမျိုးလေးရေးလိုက်မှာပေါ့နော်ကျွန်တော်ရဲ့ signature okay and then card number တဲ့ဒီမှာကတော့ကျွန်တော်တို့ကကျောင်းကကြာလုတ်ပေးထားတယ်ဆိုတော့ card number တွေကတန်းဖြည့်လိုက်ရုံပဲပေါ့နော်အဲ့တော့ security code တွေလည်းကျွန်တော်တို့ရှိတယ်ဒီနေရာမှာတစ်ချက်ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်နည်းနည်းလေးဒါအသည့်တွေရှိလားပေါ့နော်ကို့မှာ international ကတ်ကိုင်းနေတဲ့အသည့်တွေရှိရင်သူတို့ကိုမြန်မာငွေနဲ့လွှဲပြီးတော့မှကိုကဒီဟာကိုဖြည့်ခိုင်းလို့ရတယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်လည်းဘန်တွေပါတွေကိုအကူအညီတောင်းကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကလည်းဒီနေရာကိုလောက်တာမသိခဲ့ဘူးဆရာမကိုမေးတယ်ပေါ့နော်ဆရာမကဒါကျွန်တော်တို့ရှိတဲ့ကတ်တွေနဲ့ဖြည့်လို့ရလားဆိုဆရာမရတယ်တဲ့သူအဲ့လိုပြောတယ်ပေါ့နော်ဒါလေးတစ်ချက်ရှိပါမယ် okay အဲ့တော့ဒါ essay application form ဖြည့်နည်းပေါ့နော်ဖြည့်နည်းရောessay အတွက်ရောအသေးစိတ်ပါ
ကျွန်တော်တို့ကဆိုရင်ကျွန်တော်ကကျတော့ essay တွေဘာတွေကိုလုံးဝဒီ AI နဲ့မရေးတတ်ဘူးပေါ့နော်ပြီးရင်ကွန်ပျူတာနဲ့လည်း essay တွေမရေးတတ်ဘူးကိုယ့်အကိုလက်နဲ့စာအုပ်နဲ့ပဲချရေးတတ်တယ်ချရေးပြီးတော့မှအဲ့လိုမှပဲအုံနောက်ထဲကနေ idea တွေထွက်တယ်ပေါ့နော်စာဖတ်တယ်ဆိုရင်လည်းဒီ manual book ကိုကင်မှကျွန်တော်စာဖတ်နိုင်တယ်မဟုတ်ရင်အဲ့စာတွေဘယ်လောက်ဖတ်ခေါင်းထဲမှာမရဘူးအဲ့လိုမျိုးဆိုတော့စာရေးတဲ့အခါမှာလည်းကိုယ့်အကိုလက်ကလေးနဲ့ရေးနေတာပို့ပြီးတော့ကျွန်တော်အတွက်အဆင်ပြေတယ်ပေါ့နော်အဲ့တော့ဒီဘက်ကလူတွေလည်းလက်နဲ့ပဲရေးကွန်ပျူတာနဲ့ပဲရေးအဓိက just be yourself and be your own first then check with the AI whether you're answering their questions or not okay so ဒါလေးကတော့ကျွန်တော်တို့application form ဖြည့်နည်းအသေးစိတ်ပါပြီးရင်ကျွန်တော်တို့ submit ကိုနှိပ်လိုက်တာနဲ့ရပါပြီတခုခုဆိုရင်ကျွန်တော်တို့ဒီ contact number ကနေသွားပြီးတော့မှဒီမှာလာပြီးတော့မှသူတို့ဆက်သွယ်လို့ရပါတယ် okay ဆိုတော့ဒီခုကအကုန်လုံးပြောပြပြီးသွားပြီပေါ့နော် UILS အကြောင်းရဲ့ဘယ်လိုစရှောက်ဖြစ်ခဲ့တာလဲ interview မှာ essay မှာဘယ်လိုတွေမေးလဲဘယ်လိုတွေဖြေရလဲပေါ့နော်ပြီးရင် link လက်မှတ်အကြောင်းအားလုံးဒါဒီနေ့ sharing လုပ်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုး content တွေများများကြည့်ခြင်း channel လေးကို subscribe လုပ်ခဲ့လို့ရပါတယ်နောက်ထပ်လည်းကျွန်တော်အများကြီးဗီဒီယိုတွေလုပ်ဖို့ရှိတယ်ပေါ့နော်by the way I am interested in a lot of fields such as like books music and doing contents things like that mostly about the educational fields and then scholarship programs as well since I'm the one of the let's just say alumni is it too much okay scholarship ဒီရထားတဲ့လူတယောက်အနေနဲ့လည်းဒီလိုမျိုးလေးတွေအများကြီးလုပ်ဖို့ရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုစိတ်ဝင်စားတယ်ဆိုရင် subscribe လုပ်ခဲ့လို့ရပါတယ်သိချင်တာလေးတွေရှိရင်လည်းကျွန်တော်တို့ comment ထဲမှာမေးခဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒီဗာလဲ Facebook page တွေ pathway မှာလည်းမေးလို့ရတယ်လို့ TikTok တွေ personal account တွေမှာလည်းကျွန်တော်တို့မေးလို့ရပါတယ်ဆိုတော့see you in the next video guys have a great day bye bye